နှစ်တစ်ကူဒါတကြံချိန်ကမှာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလွန်နေမှာမင်းလည်းတည်တယ်ဒီနေ့တစ်ခေါက်ပြန်လာမယ်တကြံမိုးချွေတိုင်းမျက်ရည်ဝဲထောက်ပန်းတွေလည်းဖူးပွင့်ပြီးသားရဲ့ကြံရောင်တိုင်းမှပြန်လာမလားလို့တို့တော့မျောနေတယ်ကြံမိုးလေးတွေရွာလာပြီးဆိုရင်အตาရဲ့မင်းကိုလွမ်းတယ်တို့ရွှေရင်ကွဲရမတောင်းလွမ်းနေမှာမင်းလည်းတည်တယ်ဒီနေ့တစ်ခေါက်ပြန်လာမယ်တကြံမိုးကျွေတိုင်းမျက်ရည်ဝဲမတော့ပန်းတွေလည်းဖူးပွင့်ပြီးသားရဲ့တကြံရောက်တိုင်းမှပြန်လာမလားလို့တို့တော့မျောနေတယ်ဟိုးလေးတွေဗိမာန်တွေကိုချိုးတွေကွာတီးကြံလမ်းမှာမိသားရဲ့တဲကျွမ်းလူကြီးမျက်ရည်တကြံပွဲလည်းမလွယ်ခြင်းမင်းမပြန်မလာရင်တယောက်တည်းကိုဝဲမလို့ရတဲ့မှာကြံမိုးတွေလည်းမစဲတဲ့ရွာပါစေဒီတရားတနေ့တကားကြံရောက်တိုင်းမှလွမ်းလို့နေနေမင်းနဲ့ဝေးတဲ့နောက်တော်ကြံချိန်တွေမှာကိုပြောတော့ပါဘူးမပြောနိုင်ခဲ့ပါဘူးတဲမှာမမီတဲ့တဏှာကြီးပမာကြံမိုးတွေနဲ့တူဒါရဲ့တို့ပြောဘူးတာဒီကြံမိုးတွေကြွေလီတိုင်းတို့လွမ်းရတဲ့ဒါရဲ့ကြံချိန်ကရောက်တဲ့အခါမှာဒီတာနဲ့တူကြံမိုးတွေပြုတ်တင်ခဲ့ဘူးလားလေဒီတရားလွမ်းနေတာပေါ့ကြံမိုးတွေရွာလာပြီးဆိုရင်တာရဲ့မင်းကိုလွမ်းတယ်တို့ချင်ရင်ကွဲရမတောင်းလွမ်းနေမှာမင်းလည်းတည်တယ်ဒီနေ့တစ်ခေါက်ပြန်လာမယ်တကြံမိုးချွေတိုင်းမျက်ရည်ဝဲပရောက်ပန်းတွေလည်းဖူးပွင့်ပြီးသားရဲ့ကြံရောင်တိုင်းမှပြန်လာမလားလို့တို့တော့မျောနေတယ်ကြံမိုးလေးတွေရွာလာပြီးဆိုရင်တာရဲ့မင်းကိုလွမ်းတယ်တို့ရွှေရင်ကွဲရမတောင်းလွမ်းနေမှာမင်းလည်းတည်တယ်ဒီနေ့တစ်ခေါက်ပြန်လာမယ်ကြံမိုးကျွေတိုင်းမျက်ရည်ဝဲပရောက်ပန်းတွေလည်းဖူးပွင့်ပြီးသားရဲ့ကြံရောင်တိုင်းမှပြန်လာမလားလို့တို့တော့မျောနေတယ်ဟိုးလေးတွေခိမ်မန်တွေကိုကျိုးတွေကမတီးကြံလမ်းမှာမိသားရဲ့တဲကျွမ်းလူကြီးမျက်ရည်တကြံပွဲလည်းမလွယ်ခြင်းမင်းမပြန်မလာရင်တယောက်တည်းကိုဝဲမိုးရည်မှာကြံမိုးတွေလည်းမစဲတဲ့ရွာပါစေဒီတရားတနေ့တစ်ခါတကြံရောက်တိုင်းမှလွမ်း